ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်အသက်သေးစေနိုင်သည့်အေးအေးတံမြေကြီးပေါ်သို့ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏နှုတ်ကပတ်တော်သည်အလေးမြန်ပြေးတက်၏စာလံကျမ်းခန်းကြီး149အပိုက်ငယ်15ယနေ့ညကျွန်ုပ်တို့မိဖို့ကြောင့်ရှိရေခဲတစ်တာ၏ပူချိန်သည်မီနီယာပိုလစ်မြို့၏ရာသီဥတုထက်40ဒီဂရီမြပို၍နှွေးထွေးနေပါလိမ့်မည်မနက်ဖြန်နေ့အမြင့်ဆုံးအပူချိန်သည်3ဒီဂရီဖာရင်ဟိုက်5ဒီဂရီနှိမ့်ကျမည်ဖြစ်သည်ဤရာကိုဘုရားသခင်လက်တော်မှကျွန်ုပ်တို့ရရှိခြင်းဖြစ်သည်မြေကြီးပေါ်သို့ဗျာဒိတ်တော်ကိုလွှတ်တော်မူ၏နှုတ်ကပတ်တော်သည်အလင်းမြန်ပြေးတတ်၏မိုးပွင့်ကိုသုံးမွေးကဲ့သို့ချတော်မူ၏နှင်းခဲကိုလည်းပြာကဲ့သို့ဆွတ်ဖြူတော်မူ၏မိမိမိုးသီးကိုစားနှုတ်စားပေါက်ကဲ့သို့လွှတ်တော်မူ၍ချမ်းစေတော်မူခြင်းကိုအဘယ်သူခံနိုင်သနည်းတပံနှုတ်ကပတ်တော်ကိုလှုပ်၍မိုးပွင့်အစားရှိသည်တို့ကိုအရေးကြိုးတော်မူ၏မိမိလေကိုလာစေတော်မူသဖြင့်ရေတို့သည်စီးကြ၏စာလံကျမ်းခန်းကြီး149အပိုက်ငယ်15မှ18ဤဒီမှာစော်ကစားရန်မဟုတ်သောအေးဒံဖြစ်၏၎င်းသည်တည်စေနိုင်၏ကယ်ရိုလိုင်းနားပြည်နယ်မှမင်နီဆိုးတားပြည်နယ်သို့ကျွန်ုပ်ပြောင်းရွှေ့လာသည့်အခါအနှွေးတက်ကိုကာကွယ်ရန်အနှွေးတယ်များဝစ်ဆင်ခဲ့ရ၏သို့သောမတော်တဆကားပြက်ခဲ့ပါကအသက်ကယ်ပစ္စည်းများကိုကျွန်ုပ်ပြင်ဆင်ထားခြင်းမရှိခဲ့ပါတခုသောတနင်္ဂနွေနေ့ည၌ဖျားเจ้าမှအိမ်သို့ပြန်လာစဉ်ဤကဲ့သို့သောအေးဒံအတွင်းကျွန်ုပ်၏ကားဆက်ပြက်ကာထိုးရက်သွားခဲ့၏ထိုစဉ်ကဆဲလ်ဖုန်းများမပေါ်သေးပါကားထဲ၌ကျွန်ုပ်၏ဇနီးနှင့်ကလေးနှစ်ဦးပါ၏လမ်းပေါ်၌လူတဦးတယောက်မျှမရှိပါဤဒီမှာအလွန်အန္တရာယ်ကြီးကြောင်းကျွန်ုပ်ရုတ်တရက်သိလိုက်၏မကြာမီ၌ပင်အလွန်အန္တရာယ်ရှိလာပြီဖြစ်သည်မည်သူမျှရောက်ရှိမလာခဲ့ပါအဝေးတနေရာမှခြံစည်းရိုးနှင့်အိမ်တစ်လုံးကိုကျွန်ုပ်မြင်တွေ့ခဲ့သည်ကျွန်ုပ်သည်ဖခင်ဖြစ်သည်လျောက်ဤဒီမှာကျွန်ုပ်၏တာဝန်ပင်ဖြစ်သည်ခြံစည်းရိုးကိုကြော်တက်ခါအိမ်သို့ပြေးသွားပြီးတကားကိုခောက်ခဲ့သည်အိမ်ရှင်များအိမ်၌ရှိနေခဲ့သည်ကျွန်ုပ်၏ဇနီးနှင့်ကလေးငယ်နှစ်ဦးကားထဲ၌ရှိကြောင်းကျွန်ုပ်ရှင်းပြခဲ့ပြီးအိမ်ထဲသို့ဝင်ရောက်ခွင့်ပြုရန်ကျွန်ုပ်ခွင့်တောင်းခဲ့သည်ထိုသူတို့ကလည်းခွင့်ပြုခဲ့ကြသည်ဤဒီမှာစော်ကစားရန်မဟုတ်သောအေးဒံဖြစ်သည်၎င်းသည်ဘုရားသခင်၏အခြားသောစကားသံတစ်ခုဖြစ်၏ပူသည်ဖြစ်စေအေးသည်ဖြစ်စေမြင့်သည်ဖြစ်စေနက်ရှိုင်းသည်ဖြစ်စေခြုံထက်သည်ဖြစ်စေတုံးသည်ဖြစ်စေကျဲလောင်သည်ဖြစ်စေတိုးညင်းသည်ဖြစ်စေတောက်ပသည်ဖြစ်စေမှောင်မိုက်သည်ဖြစ်စေငါကိုမလဲစားနှင့်ငါသည်ဘုရားသခင်ဖြစ်၏ဤရာအလုံးကိုငါဖန်ဆင်းထား၏နွေရာသီနှွေးထွေးသောလေပြေလေညင်းများမိုးဖွဲမိုးပေါက်များလာတာသောညာများကင်ရီဆက်မှလှိုင်းပုတ်တန်လေးများလေကွင်းပြင်မှတောနှင်းပန်းလေးများနှင့်ကောင်းကင်မှငှက်များကဲ့သို့၎င်းတို့သည်လည်းငါ၏အကြောင်းကိုပြောကြားလျက်ရှိကြ၏အေးဒံအကြားမှလည်းကျွန်ုပ်တို့အတွက်စကားသံရှိခံစားနိုင်ရန်အရေးပြားနှင့်ကြားနိုင်ရန်နားတို့ကိုဘုရားသခင်သည်ကျွန်ုပ်တို့အားပေးသနာတော်မူပါစေသောယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်